အကျွေးကင်းခြင်းဆိုတာငွေကိစ္စတွေမဟုတ်ပါဘူးစိတ်ကိုလည်းလွတ်မြောက်စေတာပါလူတစ်ယောက်ရဲ့ပင်ပန်းခြင်းအများစုကလက်ထဲမှာမရှိသေးတဲ့အရာကိုမျော်လင့်ထားခြင်းကစတယ်တစ်ယောက်ယောက်ကိုမျော်လင့်ရင်တစ်စုံတစ်ရာကိုအားထားရင်ကိုယ်စိတ်ကိုကိုယ်တိုင်ချီနှောင်ထားမိတတ်တယ်အကျွေးကင်းခြင်းရင်ဝေကြေးအကျွေးတွေတာမကမျော်လင့်ချက်အကျွေးတွေကိုပါလျှော့ချဖို့လိုတယ်လူပင်ပန်းတာဟာအလုံများလို့မဟုတ်ဘူးမစင်စားပဲလုပ်နေပြီလို့ပဲဉာဏ်ကိုအသုံးမပြုတဲ့ကြိုးစားမှုဟာပင်ပန်းခြင်းသာကြံတတ်တယ်စဉ်းစားတတ်တဲ့ကြိုးစားမှုကတော့လမ်းတူပြီးရှားလက်ရှည်တတ်တယ်စီးရဲခြင်းဆိုတာဝင်ငွေနေတာကြောင့်မဟုတ်နိုင်ပါဘူးထွက်ငွေကိုမထိန်တက်တာကြောင့်ဖြစ်နိုင်တယ်ပိုက်ဆံနဲ့ပတ်သက်လာရင်လိုတာနဲ့လိုချင်တာကိုခွဲမသိရင်ဘယ်လောက်ရလာမလုံလောက်ပါဘူးပျက်စီးတစ်ခုကိုစီးနဲ့ကန်းနဲ့ကင်တွယ်တက်ခြင်းဟာချွေတာခြင်းတစ်မျိုးပဲမဟုတ်ဘူးကိုယ့်အနာဂတ်ကိုလေးစားခြင်းလည်းဖြစ်တယ်သူများအကျွေးမတင်ချင်ရင်ကိုယ့်စိတ်ကိုအရှင်ထိန်းရမယ်အလိုဆန္ဒကမထိန်းနိုင်လောက်အောင်ကြိုးစားရင်အကျွေးဆိုတာနောက်ကနေလိုက်လာမှာပဲအကျွေးကင်းတဲ့ဘဝဆိုတာပိုက်ဆံများခြင်းမဟုတ်ဘူးအလွင်းအကျွင်မလိုခြင်းပဲနောက်ဆုံးမှာကိုချင်းစာတရားရှိခြင်းကသာစိတ်ကိုအလွတ်ဆုံးဖြစ်စေတယ်သူများကိုနားလည်နိုင်တဲ့လူဟာကိုယ်စိတ်ကိုလည်းအေးချမ်းစေတတ်တယ်အကျွေးကင်းခြင်းဆိုတာဗန်းစည်းရင်းထဲမှာလက်ကျန်မဟုတ်ဘူးစိတ်ထဲကလွတ်လပ်မှုပါပဲဆိုတဲ့ online ပေါ်ကချစ်မိတ်ဆွေတွေကိုဒါကြောင့်မို့လို့မငင်းရနေပြီးတော့အကျွေးကင်းကြပါလို့ပြောကြရင်းနဲ့ပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်ကျေးဇူးတင်ပါတယ်